ကျွန်တော်လည်းကိုနဲ့မဆိုင်တော့မစုံစမ်းမိခဲ့ဘူးလမ်းစာနှုတ်ထားပါရောဘယ်လိုရှိလဲဗျဟုတ်ဖရစ်ကမေးလိုက်သည်130လောက်ရှိတယ်ဟုတ်ပြန်ဖြေလိုက်ရင်မပြုံးမိအောင်တတိထားလိုက်ရသည်အခြေအနေကသူထင်ထားသည့်ထက်ပင်တိုးတက်လာနေပြီဖြစ်သည်ဖရစ်မျက်နှာအနှဲငယ်ရှုံးပေသွားသည်လက်ရှိရနေသည့်ဝင်ငွေထက်အတော်လေးနည်းနေသဖြင့်ဖြစ်ပါမလားဆိုသောအတွေးများခေါင်းထဲဝင်လာ၍မူးနောက်နောက်ပင်ဖြစ်လာသည်ဒီတိုင်းဆိုခမည်းကပြည်နယ်တရားလွှတ်တော်ချုပ်အတွက်လူရှာနေတာပေါ့နေရာတိုင်းအတွက်တော့မဟုတ်ပါဘူးလက်ရှိတရားသူကြီးတွေထဲမှာကောင်းတဲ့လူတွေလည်းရှိနေပါလေပြန်ရွေးခံရဖို့အတိုက်ခံတွေရှိလာရင်လည်းသူတို့ကိုကျွန်တော်တို့ကပံ့ပိုးပေးသွားမှာပါဒါပေမဲ့မကာတီကိုတော့မဖြစ်မနေဖေထုတ်နိုင်မှာဖြစ်မယ်သူကအမျိုးသမီးဝါဒကိုလက်ကင်ထားတယ်ရာဇဝတ်မှုတွေကိုစီရင်ရမှာလည်းပြော့တယ်အဲ့တော့ခမားနဲ့အစားထိုးနိုင်မှာဖြစ်မယ်တကယ်လို့ကျွန်တော်ဘက်က no လို့ပြောရင်တော့အဲ့ဒါဆိုလေကျွန်တော်တို့ရွေးထားတဲ့စီရင်တွေကနောက်တစ်ယောက်စီသွားရမှာပေါ့လောလောဆယ်မှာတော့ခမားကနံပါတ်1ပဲဖရစ်ကစိတ်ညစ်ညူသွားဟန်ဖြင့်ခေါင်းကိုရမ်းလိုက်ရင်းကကျွန်တော်လုပ်ငန်းကိုဒီတိုင်းပြစ်ထားခဲ့လို့မရဘူးဗျပြောတာပြောလိုက်ရသည်သူ့စိတ်ထဲကုမ္ပဏီကထွက်ဖို့အ ਨੇ ဆုံးတော့စဉ်းစားခဲ့မိဘူးသည်ရေထဲရောက်နေသောငစားကိုငါးကစောင့်ကြည့်နေသည့်အခိုက်ဖြစ်သည်ဇာခာရီကသူပြောသည်ကိုဟုတ်တာပေါ့ဆိုသည့်ပုံဖြင့်ခေါင်းငိမ့်ပြလိုက်သည်တကယ်တော့သူတို့လုပ်ငန်းကဆက်ရွက်စနမ်းများဖြင့်အချိန်ကုန်နေ၍စိတ်မပါလက်မပါဖြစ်လာသောလူများစုဝေးရနေရလဲဖြစ်သည်များသောအားဖြင့်တရားရုံးမရောက်မီတရက်အလိုတွင်အရက်မှုပြီးကားမောင်းသူများကားကိုနောက်ကဝင်တိုက်သောအသေးစားမှုများကိုစစ်ချက်ယူပြီးပြင်ဆင်ရေးချွတ်ပေးရသည်နှင့်အချိန်ကုန်သည်ကများသည်ဖရစ်သည်လည်းနှစ်ပေါင်း14နှစ်ကြာအောင်ထိုကဲ့သို့သောအလုပ်မျိုးကိုအပြောင်းလဲမရှိလုပ်လာခဲ့ရသည်ဖြစ်သည်ဖိုင်တွေသာပြောင်းသွားသည်အထက်ကအကြောင်းအရာများကအတူတူပဲမုံဆိုင်တစ်ဆိုင်သို့ထွက်လာကြပြီးအိုက်စခရင်တစ်ခွက်စီမှာလိုက်ရင်းကခမပြောတယ်အရှင်ပြင်းပြင်းနဲ့တဟုန်တိုးလုပ်တယ်ဆိုတဲ့ကမ်ပိန်းကဘယ်လိုမျိုးလဲပြောဆိုင်ထဲတွင်သူတို့နှစ်ယောက်သာရှိနေသည်အဓိကကတော့အငိုက်ဖမ်းလိုက်တဲ့သဘောပဲလောလောဆယ်တရားသူကြီးမကာတီကသူ့မှာပြိုင်ပွဲမရှိဘူးလို့ထင်နေတယ်ဘယ်သူကမှလည်းသူ့ကိုစိတ်မခေါ်ရဲဘူးလို့ယုံကြည်မှုရှိနေတယ်ရွေးကောက်ပွဲအတွက်ရမုံငွေကလည်း6000လောက်ပဲရှိထားတယ်မလို့အဲ့ရင်အဲ့ငွေတွေကတပြားမှသုံးစရာမလိုကဲအခုခမည်းဝင်ပြိုင်မယ်ဆိုကြပါစို့စည်ရင်ပေးဖို့ကနောက်ထပ်4လလိုသေးတယ်နောက်ဆုံးချိန်ထိစောင့်ပြီးမှခမည်းနာမည်ကိုစည်ရင်သွင်းမယ်ဒါပေမဲ့အခုတည်းကကျွန်တော်တို့ဘက်ကအလုပ်စများနေပြီခမည်းအတွက်အဖွဲ့တွေစဖွဲ့ရမယ်ဗန်ထဲကငွေတွေထုတ်ရတယ်အိရှိမြခင်းတွေမှာထောင်ဖို့စိုင်းဘုတ်တွေကားဗန်ပါတွေမှာကပ်ဖို့စတစ်ကာတွေလက်ကမ်းကြော်ညာတွေစာရိုက်ကပို့ဖို့အစားလုပ်ထားရတော့မယ် TV မှာကြော်ညာထည့်ဖို့အကြံပေးတွေသဘောထားစစ်တမ်းကောက်မဲ့လူတွေငှားဖို့အဲ့ဒါတွေအကုန်လုံးလုပ်ရတော့မယ်ခမည်းဝင်ပြိုင်တော့မယ်လို့ကြေညာလိုက်ပြီးတာနဲ့ခရိုင်တစ်ခုလုံးအိမ်ရှိသမျှစာရိုက်ကနေစာတွေပို့ရမယ်ပထမတော့ထူထူမပါဘူးခမည်းအကြောင်းခမည်းမိသားစုချက်ကဓမ္မဆရာရိုတရီကလပ်တို့ဘွိုင်းစကောက်တို့မှာပါတဲ့အကြောင်းဒီလောက်ပဲဒုတိယအချီကြရင်တော့ခက်လာတယ်လက်ရှိအမျိုးသမီးတရားသူကြီးရဲ့မှတ်တမ်းတွေကိုပြန်သုံးသပ်ထားတဲ့အကြောင်းတွေပါလာပြီခမည်းအနေနဲ့အသေးအတန်ကိုလဲဆွဲရတော့မယ်ဒီနေ့ကိုမိန်ကွန်း10ခါလောက်ပြောပြအောင်လုပ်ရမယ်ခရိုင်အနှံ့သွားပြီးတော့ကိုဟောရပြောရလိမ့်မယ်ခမည်းကိုလည်းကျွန်တော်တို့လေရင်နဲ့အိုနာဒီနာအရောက်သွားနိုင်အောင်ပို့ပေးမယ်ဒီမျိုးသမီးဆိုဘယ်ရဘလို့စပြီးမဲဆွဲရမယ်တော့သိမှာမဟုတ်တော့ပထမနေ့ကလေးကစပြီးစိတ်ဖိစီးမှုတွေနဲ့ပြင်းထန်လာလိမ့်မယ်စွန်30ရောက်တာနဲ့ခမည်းမရွေးကောက်ပွဲအတွက်ရန်မုံငွေဒေါ်လာ1 သန်းရှိတယ်လို့စီးရင်တင်ရမယ်အဲ့ဒီချိန်သူ့မှာဒေါ်လာ1000တောင်ရှိမှာမဟုတ်သေးဘူးရှင်းနေပြီကသူ့အတွက်အသေးအတန်ရန်မုံငွေရအောင်ဝိုင်းရှာပေးလာကြလိမ့်မယ်ဘလောက်ပဲရှာရေပုံးထဲကရေတစ်စက်လောက်ပမာဏပဲထွက်လာလိမ့်မယ်အလုတ်သမားနေရုံးပိတ်ရက်ကြော်တာနဲ့ TV ကနေကြော်ညာတွေနဲ့အဆက်မပြတ်ထုရာဇဝတ်မှုတွေကိုစီရင်တာပြောညံလို့နဲ့
လေစိတ်ပြောင်းလဲသူတွေတနက်တွေအပေါ်လေဒီတိုင်းပဲဒေတံပေးတာကိုစန့်ကျင်နေအကုန်ထည့်ရမယ်ဘလို့မှနဲ့လန်ပြန်ထူလာနိုင်မှာမဟုတ်တော့မှားထားသည့် ice cream များရောက်လာ၍စကားပြတ်သွားသည်စားနေရင်ကအဲ့ဓာတွေအတွက်အားလုံးဘယ်လောက်ကုန်မလဲဗျ3 သန်းလောက်တော့ရှိတယ်တရားလွတ်တော်ချုပ်မှအရွေးခံရဖို့3 သန်းကြီးအောင်သုံးရမယ်ဟုတ်လားနိုင်ကျင်နေဆိုရင်တော့သုံးရမှာပဲလေခင်ဗျားတို့ဘက်ကရောအဲ့လောက်ပမာဏကိုရှာနိုင်မှာလားကျွန်တော်တို့ရဲ့တရားရေးအမြင်ဖွဲ့မှာခံယူချက်တွေရှိထားပြီးသားပါဒီထက်ပိုပြီးလိုလာရင်လည်းကျွန်တော်တို့ထည့်ယူလို့ရပါတယ်ရွန်ဒီပါဇက်ထဲတွင် ice cream ပလုတ်ပလောင်းနဲ့အတွေးတစ်ခုကပထမဆုံးအကြိမ်ခေါင်းထဲဝင်လာသည်လက်ရှိလူမှုရေးပြဿနာများကိုအနှဲငယ်မျှသာတက်ရောက်မှုဖြစ်စေခဲ့သည့်တရားလွတ်တော်ချုပ်တရားသူကြီးတယောက်အားဖြုတ်ချဖို့အဘယ်ကြောင့်အဖွဲ့အစည်းတစ်ခုကဒေါ်လာတန်းချီတွေသုံးဖို့မတွမဆုတ်ဖြစ်နေရပေသည်။ထို့အပြင် Mrs. B တရားရုံးချုပ်သည်ကိုဝင်ဖျက်ချမှုများလင်းစိတ်ပြောင်းလဲသူများ၏အခွင့်အရေးဆိုင်ရာများတနက်ကင်ဆောင်ခွင့်ရွှေပြောင်းဝင်ရောက်လာမှုများနှင့်ပတ်သက်ခဲ့လာသည်။ဒေရန်အပြစ်ပေးမှုနှင့်ပတ်သက်၍သာတစ်ချိန်လုံးဒီပါဖြည့်ရှင်းနေကြရသည်။မိသည့်အခါမှလည်းဖြတ်သိမ်းပေးလိမ့်မည်မဟုတ်။ထို့သောလေးနက်သည့်ကိစ္စများကိုဖက်ဒရယ်တရားရုံးချုပ်ကသာကင်တွယ်လေ့ရှိစမြဲပင်လူမှုရေးပြဿနာများကအရေးကြီးကောင်းကြီးနေမည်ဖြစ်တော်လဲဒီထက်မကသည့်အခြားအကြောင်းများလည်းရှိနေနိုင်သည်အခုကတာဝန်ခံမှုတာဝန်ယူရမှုတွေနဲ့ဆိုင်နေတယ်မဟုတ်လားဟုဖရစ်ကမေးလိုက်သည်ဒါက80တလုံးနဲ့အားလုံးစုပြုံထည့်ထားတာမျိုးပဲတော့ကုမ္ပဏီတွေရဲ့တာဝန်ခံမှုတာဝန်ယူပေးရမှုတွေကိုကန့်သက်ပေးဖို့ဟာကျွန်တော်တို့အဖွဲ့အစည်းတွေဆက်နွယ်နေတဲ့အုပ်စုတွေအတွက်အကြီးမားဆုံးဦးစားပေးကိစ္စပဲလို့ဒီပြိုင်ပွဲအတွက်မြင်းတကောင်ရှာဖို့လိုလာတယ်အဲ့ဒါခမားပဲဖြစ်ရမယ်လို့လည်းမျှော်လင့်ထားတယ်အဲ့လိုဖြစ်မလားလဲနောက်တစ်ယောက်စီသွားရမှာပဲကျွန်တော်တို့အတွက်လူတစ်ယောက်မရမချင်းရှာရမှာဒါမှလည်းတရားမမှုတွေမှာတာဝန်ယူပေးရမှုတွေကန့်သက်ပေးရမယ်လို့ကျွန်တော်တို့အခိုင်အမာခံယူထားတာတွေဖြစ်လာမယ်လို့မျှော်လင့်လို့ရမှာဘူးဒိုရင်းသည်ညနေပိုင်းရောက်လာသည့်တိုင်ကဖိန်းတက်ထုတ်ထားသည့်ကော်ဖီကိုဖျော်ပေးခဲ့ရသည်ကလေးများကအိမ်မောကြနေကြလေပြီလူကြီးများကတော့မအိပ်နိုင်ကြသေးတော်တော်နဲ့လည်းအိပ်နိုင်ကြပြီမဟုတ်ရွန်သည်ဇာခါရီပြန်သွားသည်နှင့်ဒိုရင်းထံဖုံးဆက်ပြောပြလိုက်သည်ထိုအချိန်မှစ၍သူတို့နှစ်ဦးစလုံးတရားလွတ်တော်ချုပ်အကြောင်းမှလွဲ၍အခြားအကြောင်းများခေါင်းထဲတွင်မရှိကြတော့